ကတရားမှာကျွန်တော်တို့တောင်းတခြင်းကကျွန်တော်ဘဝကိုပြည့်စည်စေတယ်နော်လောကအရာကိုကျွန်တော်တို့တောင်းတတယ်ဆွေးလန်းတယ်တက်မဲ့တယ်ဆိုရင်အဲ့ဒီအရာကကျွန်တော်တို့ဒုက္ခပေးတယ်လုံးဝပျော်ရွှင်မှုမပေးနိုင်ဘူးဘလောက်ရရောင်းရမှုမပေးနိုင်ဘူးနော်ပျော်ရွှင်မှုမပေးနိုင်ဘူးငြိမ်သက်မှုမပေးနိုင်ဘူးကျွန်တော်တို့ရှားလေးလေးကျွန်တော်တို့ပူလောင်လေးလေးနော်ကျွန်တော်တို့ရလေးလေးမလောက်လေးလေးပဲဘယ်တော့မှရောင်းရင်းနိုင်တယ်ပြီးနိုင်တယ်ဆိုတာမရှိဘူးဘာကြောင့်လဲကျွန်တော်တောင်းတခြင်းမားတဲ့အတွက်ကြောင့်ဒါကြောင့်မလို့နှုတ်ကပတ်တော်ကပြောတယ်အောက်အရာကိုမဆွေးလန်းနဲ့ဖခင်ရဲ့အရာကိုသားလဲရှေးဦးစွာရှားပြီးတော့မှမျောလင်းတောင်းတပါဖခင်ရဲ့နိုင်ငံတော်ဖခင်ရဲ့အထက်အရာကိုပဲဆွေးလန်းပါအဲ့ဒီဆွေးလန်းတဲ့ဦးစားပေးတယ်ဆိုရင်ကျန်တဲ့အရာကိုဘုရားကပေးမယ်ဆိုတဲ့အရာကိုကျွန်တော်တို့ဂတိဘုရားကထားပေးခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘဝတက်တာထဲမှာလောကအရာကိုပဲဆွေးလန်းတော်သူမဖြစ်ဖို့လောကအရာကိုပဲတောင်းတတော်သူမဖြစ်ဖို့အစားအသောက်ကိုပဲတောင်းတတော်သူဆွေးလန်းတော်သူမဟုတ်ဘဲနဲ့ဖျားပြုတ်ပေးမဲ့အမှုတစ်ကိုကျွန်တော်တို့တောင်းတရအောင်ဖျားလမ်းပြပေးမဲ့အရာကိုပဲကျွန်တော်တို့တောင်းတရအောင်ဒါကြောင့်မလို့ကျွန်တော်ဘဝတက်တာထဲမှာဒီအရာတွေကတော့ကန္တာနဲ့ဆိုင်တဲ့တောင်းတခြင်းဖြစ်တယ်နော်ဒီကျွန်တော်ပြောတဲ့အရာတွေကတော့ကန္တာကျွန်တော်ကန္တာစိတ်နော်အဲ့ဒီအရာနဲ့ဆိုင်တဲ့အရာတွေတောင်းတခြင်းတောင်းတမှုမားတယ်ဆိုရင်ကျွန်တော်ရဲ့တောင်းတတဲ့အရာပေါ်မှာနာကျင်မှုတွေကိုရနိုင်တယ်ဒါကြောင့်မလို့မန်ကန်နဲ့တောင်းတခြင်းဖြစ်ဖို့ရန်အတွက်လိုအပ်တယ်မန်ကန်နဲ့တောင်းတခြင်းလို့ပြောတဲ့အခါဘာလဲဆိုတော့ဖခင်ကိုတောင်းတခြင်းတာလင်မန်ကန်တဲ့တောင်းတခြင်းဖြစ်တယ်အတိတ်အရာကိုပဲမတောင်းတဘဲနဲ့အနာဂတ်ကိုတောင်းတတော့သူဖြစ်ဖို့ပြီးတော့မာယွန်းတဲ့လောကအရာကိုတာလင်တောင်းတခြင်းမဟုတ်ဘဲနဲ့ဖခင်ကိုတာလင်တောင်းတတဲ့အရာဖြစ်ဖို့ရန်အတွက်ပြောချင်တယ်တော့နောက်